ကဲတသိန်းဆော့ရင်3300ပြန်ရမယ်ဒါ18ရက်12လ2025ဒီနေ့ရဲ့ကျွန်တော်ဒါပွဲကြို3တစ်ချက်၄သင်းမောင်းလေးကျွန်တော်တွဲထားပါတယ်အားလုံးပဲမင်္ဂလာပါ Gobi Beach ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီမောင်းလေးရဲ့ဆော့ပုံစော်နည်းလေးကိုရှင်းပြပေးမှာဖြစ်ပါတယ်ဆိုတော့ဒါကတော့18ရက်12လ2025ဒီနေ့ရဲ့ဒါ20ရိုးပလန်ကျွန်တော်ဒါ3ရက်မြောက်နေ့ဖြစ်ပါတယ်ရှေ့2ရက်လုံးကျွန်တော်တို့အားလုံးအပြည့်အောင်ခဲ့တယ်အဲ့တော့မနေ့ကတော့ကျွန်တော်တို့ဒါ39ဆပေါ့နော်အဲ့တော့3.3ခွန်ဆရရှိခဲ့တယ်တသိန်းမှာကျွန်တော်တို့3900မနေ့ကအမြတ်ထွက်ခဲ့ပါတယ်ဆိုတော့ဒီနေ့မှာလည်းကျွန်တော်တို့ဒီနေ့၄သင်းတွဲထားတယ်ပေါ့လीနော်အဲ့တော့ဒီနေ့စမှာလည်းကျွန်တော်တို့ Oscar 1.33ဆဖြစ်ပါတယ်အဲ့တော့တသိန်းဆော့ရင်3300ပြင်ရမယ်ဒီ၄သင်းလေးကိုကျွန်တော်တွဲပြပေးမှာဖြစ်ပါတယ်ဆိုတော့ဒါကတော့မနေ့ကကျွန်တော်တို့ဒါအောင်ခဲ့တဲ့3ပွဲပေါ့နော် Real Madrid ဝင်းနဲ့ယူထားတယ်ဒါ Villarreal ကို under the individual under 3.5 ရဲ့ Celta Vigo individual under 3.5 ရဲ့ပေါ့နော်အဲ့တော့စလိုက်ရအောင်ဆိုတော့ဒီနေ့ပွဲမှာကျွန်တော်တို့ search box မှာထုံးစံတိုင်းပဲအကောင့်ဖွင့်ဒါပတ်စံငွေသွင်းပြီးတာနဲ့ကျွန်တော်တို့ဒါဆော်လို့ရပြီအဲ့တော့ search box မှာပထမဆုံး Upan ဆိုတဲ့ပွဲလေးပေါ့နော် Upan လို့လည်းခေါ်တယ်အဲ့တော့အဲ့ဒါလေးကိုရိုက်လိုက်ပါပြီးရင်ကျွန်တော်တို့အောက်လေးနည်းနည်းလေးဆင်းလိုက်ပါအဲ့တော့နည်းနည်းဆင်းအောက်မှာဒီမှာ first half ဆိုတဲ့ဟာလေးတွေ့ရနော်ဒီမှာပထမပိုင်းကိုပြောတာပါအဲ့ button လေးကိုအရင်နှိပ်လိုက်ပါပြီးရင်တော့အဲ့အောက်မှာနည်းနည်းလေးဆင်းပြီးတော့ total first half ဆိုတာတွေ့ပါလိမ့်မယ်ပထမပိုင်းမှာကျွန်တော်တို့ဒီကိုပေါင်းကြီးအနေနဲ့ under 2.5 လေးနေရာလေးကိုကျွန်တော်ရွေးချယ်လိုက်ရင်တော့ဒီနေ့ရဲ့ဒါပထမပိုင်း Upan 2သိန်းပေါင်းသွင်းကိုဒါ3ကိုအထိရောက်လို့မရဘူး under 2.5 ပွဲလေးတစ်ပွဲရမှာဖြစ်ပါတယ်ဒါကတော့ first half ပါနော် full time မဟုတ်ပါဘူးနော်ပထမပိုင်းမှာ under 2.5 Upan ပွဲဖြစ်ပါတယ်နောက်တစ်ပွဲကတော့ AEK အတင်ပွဲပါဒီနေ့ AEK က2ပွဲရှိတယ်သတိထားပါလာနာကာနဲ့ AEK အတင်ပွဲပါအဲ့တော့ကျွန်တော်ရွေးတာက AEK အတင်ပွဲလေးပါအဲ AEK အတင်ကို search box မှာရိုက်ပြီးတာနဲ့အောက်လေးနည်းနည်းဆင်းပြီးတော့ total 1 individual ပေါ့နော် AEK အတင်ဘက်က9ရတာနဲ့နိုင်ပါပြီအဲ့တော့3.5 over ပေါ့နော် 0.5 over individual AEK အတင်ဘက်ကကျွန်တော်တို့ယူမှာဖြစ်ပါတယ်ပြောချင်တာကတော့ AEK အတင်9ရတာနဲ့ဒီပွဲကနိုင်သွားပါပြီโอเคပါအဲ့တော့နောက်တစ်ပွဲကလည်းဒီလိုပဲ AZ အကမာပွဲလေးဖြစ်ပါတယ် AZ အကမာကိုကျွန်တော်တို့ဒီမှာ search box မှာရိုက်လိုက်ပြီးရင်အောက်မှာဒီ AZ အကမာပွဲလေးကိုလိုက်ရှာမယ်အဲ့တော့ဒီ AZ အကမာအနေနဲ့ဒီဆော့မှာကဂျက်ဂီလိုနီယာနဲ့ဆော့မှာ conference league မှာသူလည်းထိုနည်း၎င်းပဲအောက်ကိုနည်းနည်းဆင်းပြီးတော့ဒါ total 1ကိုသွားပါเนาะ individual ကပေါ့ဗျာအဲ့တော့ AZ အကမာဘက်ကဂိုးသွင်းတာနဲ့နိုင်မဲ့အစီအစဉ်လေးပါเนาะ over 0.5 individual AZ အကမာဖြစ်ပါတယ်တကူရတာနဲ့ကို AZ အကမာပွဲရဆက်ကြည့်စရာမလိုအောင်သွားပြီဖြစ်ပါတယ်ဒါကနောက်တစ်ပွဲပါအဲ့တော့နောက်ဆုံးပွဲလေးကတော့ Real Betis ပါသူလည်းထိုနည်း၎င်းပဲ Real Betis ကို search box မှာဒါနှိပ်လိုက်မယ်ပြီးရင်အောက်မှာအနေငယ်လေးဆင်းပြီးတော့ဒီနေ့ဒါเนาะဒီကိုပါDerry ဖလာရဲ့မိုရီကာနဲ့ပွဲလေးကိုသွားမယ်အဲ့တော့အဲ့ဒါလေးတွေ့နှိမ့်မယ်မိုရီကာအိမ်ဝင် Real Betis အဝေးဝင်ရနေဒီနေ့ total 2လေးကိုသွားပါအောင်ပါ total 2လို့ဆိုတာတွေ့ပါ2ဆိုတာတော့အဝေးဝင်ဖြစ်ပါတယ်1ဆိုတာတော့အိမ်ဝင်ပါအဲ့တော့ total 2 Real Betis ဘက်က 3.5 เนาะ 3.5 over 0.5 over individualဒီ Real Betis သူလည်းထုံနေကောင်းမယ် Real Betis ဂိုးသွင်းတာနဲ့နိုင်ပါပြီအဲ့တော့ဒီမှာကလက်ရှိအနေထားအရကျွန်တော်မပြန်ပြရရင်တော့ဒါ၄သင်းမောင်းလေးရရှိမှာဖြစ်ပါတယ်အဲ့တော့ဒီ၄သင်းကိုကျွန်တော် total odds တွက်လိုက်တဲ့အခါမှာ total က 1.336 ဇာရမှာဖြစ်ပါတယ်အဲ့တော့အဲ့မှာကိုကြိုက်တဲ့လောက်စိုးလို့ရတယ်ဒါပေမဲ့ဒီ20ရိုးပလန်ကကျွန်တော်ရှင်းပြခဲ့တဲ့အတိုင်းပဲဒီပလန်ဆော့မယ်ဆိုရင်တရက်နဲ့တရက်ကပမာဏတူစွာဆော့ရမှာဖြစ်ပါတယ်တလားလုံးဆော့ရမှာပါရက်30လုံးပေါင်းကမှ3သိန်းရနဲ့5သိန်းအထိအမြတ်ထွက်မှာဖြစ်ပါတယ်အဲ့တော့ဒါက3သိန်းပေါ့နော်တနေ့ကို3သိန်းဆော့မဲ့ညီကိုတွေအတွက်ပါအဲ့တော့လက်ထဲမှာလက်ရှိကျွန်တော်အဲ့ဗီဒီယိုထဲမှာပြောထားတဲ့ပုံစံအရာပဲတနေ့ကို3သိန်းမဲ့ဆော့ရုံနဲ့ကျွန်တော်တို့လာကုန်တဲ့အနေထားမှာအပိုင်တည်ကြတဲ့เนาะဒါ3သိန်းဝန်းကျင်ရမှာဖြစ်ပါတယ်10သိန်းဆော့ရဲတဲ့လူတွေကတော့ဒါဒီ330ဝန်းကျင်ရမှာဖြစ်ပါတယ်เนาะအဲ့တော့ဒါပေမဲ့ကျွန်တော်ပြောခဲ့သလိုပဲအဲ့ဗီဒီယိုမှာကျွန်တော်ရှင်းပြပြီးပါပြီအစားဆုံးလေးတွားရောက်ကြည့်ရှုနိုင်ပါတယ်ကျွန်တော်ပြီးရင်လည်းเนาะဟို link လေး Telegram မှာတင်ပေးထားပါတယ်အဲ့တော့ဒီလက်ရှိဒီရက်30မှာကျွန်တော်26ရက်နိုင်ဖို့အာမခံပါတယ်အဲ့တော့ကျန်တဲ့4ရက်ဟာဘယ်ရက်တွေရှုံးမှမသိရတဲ့အတွက်အဲ့ဒီ4ရက်ရှုံးပွဲစာအတွက်တော့ကျွန်တော်တို့ကိုစော့မယ်ပမာဏရဲ့4ရက်စာပေါ့နော်အဲ့တော့ total ကတော့ဥပမာ1000စော့မယ်ဆိုရင်လက်ထဲမှာတစ်လလုံးနေရင်9000ရှိုံနဲ့ကျွန်တော်တို့စော့လို့ရပြီတသိန်းစော့မဲ့ညီကိုတွေကလက်ထဲမှာ backup plan 9သိန်းရှိရင်တော့ဒီ plan လေးကအလုပ်ဖြစ်ပါပြီအဲ့တော့ကျွန်တော်26ရက်เนาะရက်30မှာ26ရက်အောင်ဖို့အာမခံပါတယ်အဲ့တော့ဒါပေမဲ့ရက်1ရက်နဲ့1ရက်ရဲ့စော့တဲ့ပမာဏကတော့ဒါတူစွာဆော့အောင်မှာဖြစ်ပါတယ်ဒါကတော့စီကံချက်ဖြစ်ပါတယ်ဇာတ်ကတော့နည်းပါလိမ့်မယ်ဒါပေမဲ့အမြတ်ထွက်မဲ့ပမာဏများမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာကျွန်တော်တို့ပြန်ပြီးပြောရရင်ဒီနေ့ရဲ့မောင်းထဲထဲမှာကျွန်တော်တို့ဒါအားလုံးပေါင်းဒါ၄ပွဲမှာ1.336ဇာတ်နဲ့ကျွန်တော်တို့တသိန်းဆော့လိုက်အောင်မှာပြန်ရမယ့်ပမာဏလေးတွေ့မှာဖြစ်ပါတယ်အဲ့ဒါ play on ball လေးနှိပ်လိုက်တာနဲ့ဒါဒီပွဲကမောင်းလေးတွဲပြီးသွားပါပြီဒါပါပဲโอเคပါဆိုတော့ဒါကတော့ဒီနေ့ရဲ့ဒါ plan လေး
ဖြစ်ပါတယ်အဲ့တော့အားလုံးပဲအောင်ကြပါစေညီကိုတွေဆိုတော့ကျွန်တော်တို့ဒါမြန်မာကြီးပုံမှန်3သက်ချက်ကတော့မနက်ဖြန်ညတောက်ကြညမှာပြန်စမှာဖြစ်ပါတယ်โอเคပါဆိုတော့ဒီနေ့ဒါဒီမောင်းလေးလည်းပေါက်ကြပါစေညီကိုတွေဆိုတော့ Telegram မှာထုံးစံတိုင်းလေးကျွန်တော်ဒါ update လေးတင်ပေးမှာဖြစ်ပါတယ် follow ထားပေးပါအောင်โอเคပါဆိုတော့ဒီနေ့ဒါကြည့်ရှုပေး brother တွေ share ပေး brother တွေ comment ပေး brother တွေတယောက်ချင်းတယောက်ကျေးဇူးများတင်ပါတယ်ဗျမင်္ဂလာရှိသောညလေးဖြစ်ပါသေးဗျ good luck ပါဗျ